Hello guys, welcome from my channel. ဒီနေ့ vlog လေးကတော့ Fisherman Web မြန်မာလိုဆိုရင်တန်ငါတဲ့မြစ်စိတ်လို့ခေါ်တဲ့ထိုင်ဝမ်နိုင်ငံတန့်ဆွေမြစ်ရဲ့ဘေးမှာရှိတဲ့ငါးဖမ်းစိတ်ကမ်းလေးကိုအလဲသွားတဲ့ vlog ဖြစ်ပါတယ်။ဒီစိတ်ကမ်းကတန့်ဆွေမြစ်ရဲ့ဒုတိယငါးဖမ်းစိတ်ကမ်းလို့သိရပြီးတော့သူ့ရဲ့နေဝင်ချိန်ရှုခင်းကြောင့်နာမည်ကြီးရပေါ့နော်။အဲ့တော့ဂျာဒီဦးတာယာနေတဲ့အချိန်မှာရောက်ရှိသွားတဲ့ကျွန်တော်ရဲ့ဒီ trick လေးမှာဘာတွေမြင်တွေ့ရမလဲဆိုတော့တူလိုက် show လိုက်ကြပါဦးပုံမှန်အဖြစ်ထိုင်ဝမ်မှာကရာသီဥတုအရန်အေးပြီးတော့မှုန်မှိုင်းအောင်ဆိုင်နေတာများတယ်ပေါ့နော်ကျွန်တော်ရောက်ရှိသွားတဲ့နေ့ကတော့ရာသီဥတုကတတရရရှိနေတဲ့အချိန်နဲ့ကွက်တီကျသွားတဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်မြစ်ပြင်ကျယ်ကြီးနဲ့တောင်တန်းတွေကဒီစိတ်ကမ်းလေးရဲ့ရှုမြော်ခင်းလေးကိုပုံမပြည့်စုံသွားစေတယ်လို့ပြောလို့ရပါတယ်လမ်းမြင်နေရတော့မြစ်ဟိုဘက်ကမ်းနဲ့ဒီဘက်စိတ်ကမ်းနဲ့ကိုတရားထိုးဖို့လုပ်နေတာပေါ့နော်လက်ရှိမှာတော့မပြီးသေးပါဘူးစိတ်ကမ်းရဲ့ကမ်းကြီးတစ်လျှောက်မှာတော့ဒီလိုကိုတက်ဆွမ်းနဲ့အမှုပညာနဲ့ဖြောပြမှုပြုလုပ်ပြီးလောကင်စားတောင်းနေတဲ့ပညာရှင်တွေတော်တော်များများကိုလည်းတွေ့ရှိရပါတယ်ဒါအပြင်စားတောက်ဆိုင်တွေလက်ဆောင်ပစ္စည်းဆိုင်တွေလက်မှုပညာပစ္စည်းဆိုင်တွေအများကြီးဒီတစ်လျှောက်မှာရှိပါတယ်တင်မိုးရီကတ်လို့ရတဲ့စိတ်ခံတရားလေးတွေကိုလည်းအစီတွေ့ရတယ်ပေါ့နော်ကမ်းကြီးတစ်လျှောက်မှာဒါကတော့မြစ်ကတစ်ဖက်ကန်းကိုကူးဖို့အတွက်လက်မှတ်ဝယ်ရတဲ့လက်မှတ်ရုံပါကျွန်တော်တို့ဟိုဘက်ကန်းကိုကူးတဲ့အခါမှာဒီသင်္ဘောနဲ့ကူးရမှာဖြစ်ပါတယ်我就怎么说，无意的我留恋的你，怎么才会想你？ဒီနေရာတော့ကျွန်တော်တို့မြန်မာလိုပြောရရင်စိတ်ခံဘောတရားလို့ပြောရမှာပေါ့နော်ဒီစိတ်ကမ်းရဲ့ရှုမြော်ခင်းတွေကိုလွတ်လွတ်လပ်လပ်ကြည့်ရှုခံစားလို့ရတဲ့နေရာလို့ပြောရမှာပါအရန်ကိုလှပါတယ်ဒီနေရာမှာအေးအေးဆေးဆေးထိုင်ပြီးတော့အပန်းဖြေနေတဲ့သူတွေတပ်ပုံရိုက်နေတဲ့သူတွေအများကြီးတွေ့ရပါတယ်
ကိုဘကန်ကိုတင်မောစီဖို့အတွက်ကျွန်တော်တို့ဝယ်ထားတဲ့လက်မှတ်2ဆောင်ပါတင်မောဘောကနေမြစ်ပြင်တစ်လျှောက်မြင်ရတဲ့ရှုခင်းကလည်းနောက်ထပ် feeling တစ်မျိုးရစီရပေါ့နော်ခုနပြထားတဲ့တရားထိုးနေတဲ့ project ကိုလည်းမိမိကက်ကက်ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ဒါတော့ဘာရိုက်လို့ရိုက်ရမှန်းမသိကလိနေတယ်ကျွန်တော်မိမအဲ့ပြထားတာပါတစ်ဖက်ကန်းကိုရောက်ချင်းအရင်ဆုံးတွေ့ရတာတော့ဒီစိတ်ကန်းရဲ့နာမည်ကြီးတရားဖြစ်တဲ့ Lava Bridge ချစ်သူတရားပဲဖြစ်ပါတယ်ဒီရာဒီဥလူနဲ့တရားကြီးကအရင်မှမိုက်နေပါတယ်ဒါကတော့ကျွန်တော်ရဲ့ချစ်စနီးကင်မရာမန်ရိုက်ပေးထားတဲ့ record video ပါဒီမြင်ကွင်းကတော့တရားရဲ့ဒီဘက်ကိုရောက်တဲ့အချိန်မှာတွေ့ရတဲ့မြင်ကွင်းပေါ့နော် The Lava Bridge ဆိုတဲ့အတိုင်းပဲအသေးပုံလေးတွေနဲ့လှဆင်ထားပါတယ်အရန်လှတဲ့မြင်ကွင်းတစ်ခုပါဘေးမှာလည်းသူပန်းကြံလေးလှုပ်ထားရပေါ့နော်ပန်းကြံရဲ့ဒီဘက်အဆုံးမှာတော့နာမည်ကြီး seafood စားတောက်ဆိုင်အကြီးရှိပါတယ်ပြီးတော့ subway ဆိုင်တစ်ဆိုင်လည်းရှိပါတယ်ဒါကတော့ညဘက်ဆိုရင်မြင်ရမယ် Lava Bridge ကမြင်ကွင်းပေါ့နော်ကျွန်တော်တို့ညအထိမနေနိုင်လိုက်တဲ့အတွက်မမြင်ခဲ့ရပါဘူးဟိုဘကန်ကိုပြန်ဖို့အတွက်ကျွန်တော်တို့တင်မောမစီးပဲနဲ့ဘတ်စကားနဲ့ပြန်ဖို့ရွေးချယ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဘတ်စကားနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဝင်ပြီးတော့လေ့လာကြည့်ရှုလို့ရမယ့်နေရာလေးတွေရှိရလို့သိရလို့ပါဒီနေရာလေးကတော့ photo spot လို့ပြောရမှာပေါ့နော်ခရစ်ယာန်ဖျားเจ้าရှိရပြီးတော့အုတ်တိုက်နေနေနဲ့အဆောက်အဦလေးတွေပြင်ဘေးမှာ cherry ban လေးတွေလည်းရှိရပေါ့နော်ဒါကြောင့်လာလေတဲ့သူတွေကဒီနေရာမှာဓာတ်ပုံရိုက်ကြရများပါတယ်တကယ်လည်းဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုပါလူသွားလမ်းလေးတွေဘေးမှာဒီလိုကြောက်ပြားနဲ့လှုပ်ထားတဲ့ပကြီကားလေးပြုလုပ်ထားတာလည်းတော်တော်လေးကိုမှလိုက်ပါတယ်လာတဲ့ခီးသွားတွေအတွက်တော့တော်တော်လေးကိုမျက်စိပတာရဖြစ်တယ်ပေါ့နော်တော်တော်လေးလည်းလှပါတယ်ပကြီကားလက်ရာတွေကဒါမျိုးကိုကျွန်တော်အနေနဲ့မြင်မှုတာပထမဆုံးပါပဲဒါကတော့ချစ်စနီးနဲ့ကြုံလုံးလေး record ယူတာဖြစ်ပါတယ်လူသွားလမ်းလေးတိုင်းဆင်းလာပြီးတော့လမ်းကူတရားတစ်ခုကိုဖြတ်လိုက်ရင်တော့ကျွန်တော်တို့နောက်ထပ် photo spot တစ်ခုလို့ပြောလို့ရတဲ့ Japan style ခြံဝန်းလေးနဲ့အိမ်ကလေးရှိတဲ့နေရာကိုရောက်ပါတယ်ဒီခြံဝန်းလေးက1934ခုနှစ်ကဒီဒေသရဲ့ရွာတကြီးလိုမျိုးပေါ့နော်ဂျပန်လိုမျိုးတယောက်ကအိမ်ပေါ့နော်အဲ့ဒါကိုမှဒီထိုင်ဝမ်ဆိုရကဒီဒေသကိုဖွံ့ဖြိုးတက်အောင်လုပ်ပေးခဲ့တဲ့ဒီဂျပန်လူမျိုးကိုအမတ်တရရှိနေစေဖို့ထိမ့်သိမ့်ပြုပြင်ပြီးတော့အရှင်းမြင့်တင်ခဲ့တာပေါ့နော်ပြီးတော့တမိုင်းဝင်အဆောက်အအုံတစ်ခုအဖြစ်သူတို့သတ်မှတ်လိုက်တယ်အဲ့တော့ဒီဒေသရဲ့ photo spot လေးတစ်ခုလည်းဖြစ်နေရပေါ့နော်သူကလုံးဝဂျပန်ရှေးဟောင်းဂျပန်အိမ်လေးတစ်လုံးနဲ့ခြံဝန်းလေးတစ်ခုပုံစံဖြစ်အောင်လုပ်ထားတာပေါ့နော်ဒီလိုကြောက်ပြားခင်းထားတာတွေကအစပြီးတော့သူ့ရဲ့ဒီဘေးမှာရှိတဲ့ရေကန်လေးတွေပြီးတော့အဲ့လိုစိုက်ထားတဲ့အပင်လေးတွေကအစပေါ့နော်လုံးဝရှေးဟောင်းဂျပန် style ဖြစ်အောင်သူတို့ပြုလုပ်ထားတာတွေ့ရပါတယ်ဒီလိုကြီးတက်မျိုးလေးတွေပေါ့နော်ဒါဆိုရင်လည်းလုံးဝရှင်းအောင်ဂျပန် style ပါပဲ
ပြီးတော့ဒီခြံဝန်းလေးရဲ့အားသာချက်ကဒီကနေလှမ်းကြည့်လို့ရှိရင်ဒီစိတ်ကန်းရဲ့အလှပါဆုံး view တစ်ခုဖြစ်တဲ့ဒီတန်းထွေမြင့်နဲ့ကွိုင်းတောင်ကိုအတူတူတစ်ပြိုင်နက်တည်းကြည့်ရှုခံစားလို့ရပါတယ်ဒါကလည်းဒီခြံဝန်းလေးရဲ့အားသာချက်တွေကတစ်ခုပေါ့နော်ဒါရဲ့ခရီးသွားဧည့်သည်တွေလက်ဆေးဖို့လုပ်ပေးထားတဲ့ဒီရေတက်လေးကအစလုံးဝဂျပန်စတိုင်လုပ်ထားတာတွေ့ရပါတယ်ပြီးတော့ဒီခြံဝင်းလေးထဲမှာပဲဒီဂျပန်အဆောင်ပစ္စည်းတွေဝယ်လို့ရတဲ့ဆိုင်လေးတစ်ဆိုင်လည်းရှိရတွေ့ရပါတယ်အိမ်မော်ကိုတော့လူတွေအများများနေတဲ့အတွက်တော့ကျွန်တော်တက်မကြည့်ပြခဲ့ပါဘူးဒီစိတ်ကန်းလေးမှာကျွန်တော်သဘောကျဆုံးအရာကိုပြပါဆိုရင်တော့ဒီတန်းဆွေမြစ်ကြီးရဲ့တောင်တန်းကြီးရဲ့နဲ့နေဝင်စည်းစာအလှကိုအတူတူကြည့်ရှုလို့ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။အရန်ကိုမတရပြီးတော့လှပလုံးပါတယ်။ဒီနေရာကညာပိုင်းဆိုရင်လည်းတော်တော်လေးလှတယ်လို့သိရပါတယ်မီးရောင်စုံနေနဲ့ဒါပေမဲ့ကျွန်တော်တို့ကညအထိနေဖို့အဆင်မပြေတဲ့အတွက်တော့အဲ့ဒီမြင်ကွင်းကိုခံစားလိုက်ရပါဘူး Thanks for watching. See you in the next video, guys. Peace.